အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီဂျွန်လအတွက်ပေါ့နော်ဒီငွေကြေးလက်လာပါကောင်းမယ်ဇိုဒီဆိုင်လေးတွေအကြောင်းပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတ်လေးတွေကို energy cleansing နည်းနည်းလုပ်လိုက်ပါမယ်နံပါတ်1အနေနဲ့ကတော့ Scorpio ဖြစ်မယ်နံပါတ်2အနေနဲ့ကတော့ဒီ Libra ပေါ့နော်နံပါတ်3ကတော့ Capricorn နံပါတ်4ကတော့ Sagittarius နံပါတ်5ကတော့ Aries နံပါတ်6ကဒီ Gemini အဲ့တော့ဒီzodiac sign 6ခုကဒီဂျွန်လထဲမှာငွေကြေးလက်လာပါတွေပေါ်များကြွယ်ဝပါမယ်